မိခိုင်ဘာမီဖုန်းပြော live လွှင့်မှာနော်live လေးကပြန်စမှာရတော့မယ်တဲ့မှာကျမတို့ကအဖက်ဖက်ကဝိုင်းပြီးတိုက်ခံကျမထက်ချက်အလက်နဲ့ချပြမှာရတော့မယ်ပေါ့နော်လေရင်စီးပြီးပြန်လာတဲ့ကောင်မလေးတော့ငိုနေပြီထားလိုက်ပါတော့ကလေးကိုမလုပ်တော့ဘူးသူ့အသက်ကလေးကခုမှ24 25ပေါ့ထားပါတော့26ပတ်လည်လောက်ပဲရှိမှာအဲ့တော့ကျမသူ့ဟာကိုလည်းအာယုံဆိုင်နေကြကြအခုတော့ငိုးနေပြီဆိုတော့ကျမထပ်ပြောရင်သူကမှလေပင်တက်တည်ဖို့ပဲကြံတော့မှာအဲ့တော့ကျမမပြောတော့ဘူးကျမအလူသူများလူဖြစ်သွားတယ်ကျမမခံနိုင်ဘူးသိရမလားတို့ဖြစ်ပါတယ်တို့လို့ပါသူကျမမကောင်းကြောင်ပြောလေကျမနဲ့အဲ့ရှူတင်မှာရှိနေတဲ့လူတွေကျမဘယ်လိုနေလဲထိုင်လဲအတီးဆုံးကျမနေနောင်လေးကျမမင်းသမီးတာပြကျမမင်းသမီးလိုမဟုတ်ဘူးကျမယောက်ျားကြီးလိုနေရဝတ်နာမကြီးတီရှပ်နဲ့ဘောင်းနေကျမနေတာကျမအကြောင်းသိတယ်ကျမနဲ့ဘောင်းနေလူတွေသိတယ်ကျမမင်းလေးလိုတော့မြင်ကြအောင်ကျမယောက်ျားလေးလိုပဲနေတာကျမမင်းသမီးလိုစာရကျမတစ်ခါမှမနေခဲ့ဘူးနော်အဲ့အခု तू ပြောနေ तू ငိုပြီးပြောနေထားလိုက်နင့်ကငါမရှင်းသေးဘူးခုနကငါ့ကိုနောက်တစ်ယောက်ထပ်ပြီးတိုက်ခိုက်တယ်နော်ထားပါတငယ်ချင်းဘက်ကပဲနားလို့ပဲဖြစ်ဖြစ်ဟိုဟာပဲဖြစ်လို့ကျမကပဲမသိမဟုတ်မှန်တယ်လို့မတန်းတရားတယ်လို့ပြောနေတာနော်အဲ့တော့ကျမကိုဖုန်းနေဆက်တယ်ဆိုရင်ကျမကို August လမှာစဆက်ပါပြီသူပြောသလိုပဲ August လမှာပေါ့နော် August လမှာနေမှာကျမကို Telegram နဲ့စာရေးပို့ထားပါသေးတယ်အဲ့ဒါလေသူပြန်ဖြတ်ပြီးတော့သူတည်မှာမြန်မာဆိုလို့ပဲဟိုဘက်ဒီဘက်တစ်ခါ delete လုပ်သွားတယ်ပေါ့နော်အဲ့တော့ဒါကျမ August သူကကျမအလုပ်ကြောင်းပြောမှာတဲ့အလုပ်ကြောင်းပြောမှာနော်ဟိုငါက gallery ပဲရောက်သွားတယ်အလုပ်ကြောင်းပြောမှာAugust 6 ရက်နေ့August 6 ရက်နေ့ထားပါလားသူ့ရဲ့ဖုန်းနံပါတ်နှစ်ခုကိုကျွန်မဖုန်းပေးထားမယ်3နာရီမနက်3နာရီ46မှာဒီမှာ August 6 ရက်နေ့ကျွန်မစီကိုသူ contact plan လုပ်တဲ့အချိန်မှာကျွန်မကိုအလုပ်ကိစ္စပြောဖို့တဲ့မနက်3နာရီ46မှာ X ကိုဘာလို့ကိစ္စပြောစရာရှိရလဲရှင်ကျွန်မသိချင်လို့အခု post တင်နေအကိုကျွန်မပထမတော့နားလေပေးအောင်လို့ပဲဒါပေမဲ့အကိုရေးထားတာတစ်ဖက်စောင်းနေရင်စံနေသလားလို့သိလားဂိမ်းဆိုင်ဘူးနော်ပတ်တင်ထပြောတာဒါအနောက်ကဟာတွေရှိသေးတယ်ဒါကျွန်မကိုဆက်သွယ်တဲ့အချိန်ကြီး August 6 ရက်နေ့အခုထားပါတော့အခုဒါ October November ထားလိုက်အောင် November ဆိုတော့8လပိုင်း90 17ပေါ့ထားလိုက်အောင်8လပိုင်းမှာသူကျွန်မကိုစပြန်ဆက်သွယ်နေပြီမနက်တမပါ August 6 3နာရီနဲ့46 AM မှာကျွန်မသူဆိုမှသူ့ဖုန်းနံပါတ်လည်းအောက်မှာပါပါတယ်ကျွန်မဖုန်းနံပါတ်လေးကဖုန်းနံပါတ်ပြရင်အဆင်ပြေပါမလားတော်ကြသိရမလားဟိုဟာဖြစ်မှာလဲစိုးလို့ဆိုတာသူ့ဖုန်းနံပါတ်ဘာညာတိသွားပြီးတော့ဟိုဟာဖြစ်မှာဆိုလို့အကယ်လို့သက်ဆိုင်တဲ့သူတွေတိကျင်တယ်ဆိုကျွန်မရဲ့ Messenger မှာလာတောင်းလိုက်နော်ရတယ်ဒီမဲ့အကိုတို့တစ်ဖက်ကိုတင်နေတာနဲ့ကဲနေတာနဲ့တခြားမင်းကလေးကိုမထိုးကြနဲ့ယောက်ျားမလားယောက်ျားလို့လှုပ်ဆန်းပါတက်ကြီးမှာဘာလို့ဟိုဘက်ဒီဘက်လိုက်ပါခြင်းနေရတော့ဟာငဲ့ငါ့ကိုနင်းဖုန်းလာပြီငါဒီဖုန်းကဟိုကမင်းရလို့ငါမွေးဟာလို့နင်းဟိုရှာလိုက်ခုနတင်ထားတယ်ငါဟိုရှာလိုက်ငါစာတစ်ခုချင်းစီဖတ်ပြီးငါပြောမှာတနာမိုးတင်ထိတ်လာမပုံနဲ့နော်တနာမိုးတင်ငြိမ်ပြီးနေဆိုအကြောင်းရမဟုတ်ဘူးနော်ဒီမှာဟုတ်ပါတယ်ကျမနဲ့နိုဝင်ဘာပြတ်တယ်ပဲထားဆရာဝန်မလေးကိုလိုက်တယ်တဲ့6လဆိုတော့ထားပါတော့နော်နိုဝင်ဘာဆိုတော့ December January February March April May မှာနော်အဲ့တော့Mayမှာသူတို့ပြောစကားအရာပေါ့နော်ဒါပေမဲ့ကျမနဲ့ပတ်သက်ထားတဲ့လူကနိုဝင်ဘာမှာတင်သူတို့တွေ့တဲ့အင်းရလိတ်ကဝိုင်းဆိုင်မှာ mind date တင်ထားပါတယ် miss that time miss that place ဆိုပြီးတော့တင်ထားပါတယ်နော်အဲ့တော့ဟုတ်ပြီ2015မှာယူတယ်မင်္ဂလာဆောင်ကို6လကြာကြိုပြီးတော့ပြင်ရတယ်တဲ့နော်အဲ့တော့ကျမသိချင်တာအဖြေရလည်းမပေးရသေးဘူးနော်အဲ့တော့မင်္ဂလာဆောင်က6လကြိုပြီးတော့စီစဉ်ထားတယ်နော်အဖြေရလည်းမပေးရသေးဘူးဆိုတော့အဖြေမပေးခင် April လလောက်ထဲကမင်္ဂလာဆောင်စီစဉ်ထားကြလားဟုတ်လားအဲ့လိုလားအဲ့လိုမျိုးလားအခုတော့ဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကိုကအဓိကပါဝင်ရင်းနှီးခဲ့သူတယောက်ဖြစ်ခဲ့တဲ့များအမှန်တိုင်းချပြခြင်းပါတယ်ချပြပါဒီလိုချပြခြင်းဟာဘယ်သူတူတယောက်ကိုမှနစ်နာထိကြိုက်လို့ခြင်းအလျင်းမရှိသလိုအခုချိန်မှာအဓိကလူနှစ်ဦးတူကသူ့တငယ်ချင်း
ဒေါက်တာမာလေးနဲ့တူကသူ့ခင်ပွန်အပေါ်အထင်မြင်လွဲမှာဆွဆွဲခြင်းပေါ်တရက်လွန်ဖြစ်လာတယ်လို့ဒီလို post တင်မှုအပေါ်မှာကာယကရှင်များကစိတ်တက်ဘလို့မှမရှိပေမဲ့ဆွေမျိုးတဲ့တငယ်ချင်းများစိတ်မကောင်းပါဆိုလို့ရှင်းပြခြင်းဖြစ်ပါတယ်ဟာအရှမ်းသဘောကြတာပေါ့အထူးသဖြင့်ခုမှပျော်ရွှင်ပွဲအတိပြည့်စုံနေမင်္ဂလာပွဲကျင်းပပြီးကစားတငယ်ချင်းဒေါက်တာမင်းကလေးကိုပုတ်ကိုကြီးတိုက်ခိုက်တယ်တရားဖြင့်စော်ကားရေးသား comment အနေနဲ့ချိုးနှိမ်ဆန်ခံရတဲ့တိတ်များကျမဒီစကားကိုပြောချင်ပါတယ်ကျမခုန live မှာလည်းပြောခဲ့ပါတယ်ကျမအဲ့အမအားနာပါတယ်အဲ့အမဒီကျမသူ့ကိုမဆွဆွဲပါဘူးเนาะကျမရဲ့အရှိ post မှာလေစနိုက်ကြော်ပါတယ်ကျမစီကနေလူอ่ะကျမတလုံးတလီမှာကျမမင်းကလေးမစော်ကားရပါဘူးเนาะဒါကျမဘယ်လိုပြောချင်တာပါမနေ့က post မှာလည်းကျမမတိုက်ခိုက်ထားပါဘူးလုံးဝမတိုက်ခိုက်ထားပါဘူးကျမမိန်းမချင်းချင်းမင်းကလေးဆက်ဆက်ပြီးကျမရှင်းပါမယ်เนาะအဲ့တော့သူနဲ့လက်ထက်ခဲ့တဲ့သူကကျွန်တော်တို့လည်းအမြဲအစားတူသွားတူခင်မင်းရဆိုကြောက်ကြောက်တူဖြစ်ပြီးသူကနောက်ဆုံးအခုသင်ကြီးဆိုအချစ်ဇလန်2024နိုဝင်ဘာမှာအပြီးပြက်ပြီးဆုံးသွားသူတို့နဲ့ရင်းနှီးသူတွေငယ်ငယ်ကြီးရှာတဲ့ကိစ္စပါလို့ရကိစ္စလည်းမဟုတ်ပါသူတို့3နှစ်တာချစ်ဇလန်ကလည်းဂျားထဲမှာပြဿနာမျိုးမျိုးတက်ခက်ခဲနေပုတ်များဆိုလည်းရှိကြတာပါဘယ်သူမှသိမှကျွန်တော်ဘယ်သူမှသိမှပြောလို့ပါဆိုတော့ကျမမနေခဲ့ရလားအဲ့လိုမျိုးလားဟဟလားဟုတ်ကဲ့အာမနာရှာမကျိုးတော့ပြောတတ်ကြတယ်ပေါ့နော်မလီတော့တာပြောချင်တာတဲ့အခုတငယ်ချင်းဒေါက်တာလီရဲ့ခင်မုန်းကသူ့ရဲ့နောက်ဆုံးအဲတယောက်နဲ့မိနစ်ကလိုရမှာပြက်ခဲ့ပြီးနောက်မှသူတို့နှစ်ဦးစားတွေ့ခဲ့ကြတယ်အဲ့မှာမြင်ချင်းသဘောကြဝါဆက်တော့တငယ်ချင်းဒေါက်တာကိုကျွန်တော်ကတဆင့်မိတ်ဆက်ပေးလို့10ရောက်လောက်ဖြစ်နေတယ်ညှိကြအောင်သိလားအင်တာဗျူးဖြေရ2ယောက်ရဲ့မိတ်ဆက်ပေးဆို1ယောက်ညှိကြအောင်ချင်းသိရမှာငါမိတ်ဆက်ပေးရလားမင်းကမိတ်ဆက်ပေးရလားဒါမှမဟုတ်သိရမှာ3ယောက်လောချင်းရိုက်ကြဒီကောင်းနေလားငါတို့3ယောက်တူတူမိတ်ဆက်ပေးမယ်ဘယ်သူတွေပါအောင်မလဲ come on လားငါတို့ဦးဆိုအဲ့လိုမိတ်ဆက်ပေးခဲ့ကြလားညှိအောင်စကားဆိုတာပြောမယ်ဆိုရင်ရှင်းတော့ညှိရပြောရတယ်ပြီးတော့သူများကိုပြောမယ်ဆိုလဲပတ်စော့လာခွင့်ဆောက်ပတ်စော့လေးဖွင့်ပြပါဦးသူများကိုပြောမယ်ဆိုရင်သူများဘက်ကမထိအောင်ပြောရတယ်ရှင်းတို့ကျွန်မပြောထားပြီးသားကျွန်မကိုမထိအောင်ပြောအခုလေရှင်းတို့လုပ်တဲ့အပေါက်ကအခုကျွန်မကိုထပ်ထိပြန်ပြီနော်မြင်းချင်းသဘောကျစိတ်ကို तू ကမြင်းချင်းကုံလုံးသဘောကျတယ်မပူနဲ့ဝလုံးကားကြီးဖြတ်သွားအောင် तू သဘောကျတယ်သိလားစိတ်ဝင်စားတကယ်ကြီးဒေါက်တာကိုကျွန်တော်ကတစ်စင်မိတ်ဆက်ခိုင်းချင်းရခန္ဓာလေးလောက်ပါတကယ်ကြီးနေတားကြပါသေးတယ်တကယ်ကြီးနေဘာတားရလဲမလောက်ပါနဲ့ host မလောက်ပါနဲ့လို့တားခဲ့ရလားနော်ဒီတော့တကယ်ချင်းဒေါက်တာလေးကတဲ့နုပညာလောကတွေကမဟုတ်လို့အနေအေးသူရွှေရှင်သူမှန်ပါတယ်ကျမလက်ခံပါတယ်ကျမတစ်ဖက်မင်းလို့လုံးဝမစော်ကားပါကောင်းပါတယ်နော်မိဘတန်းဝိုင်းအနေထားရအပျော်ချမ်းမှုမတင်ကြောင်းအဲ့တော့ကျမကကြတော့အပျော်ချမ်းမှုတင်တယ်ရှင်တို့အဲ့တော့ပါဇက်တီပိတ်ခဲ့ကြလားဟုတ်လားကျမအပျော်ချမ်းမှုတင်လို့ရှင်တို့အပေါက်တွေကုန်ပိတ်ခဲ့ပြီးတော့လှုပ်ရှင်တို့တူတူပဲမြောက်ပေးခဲ့ကြတာလေမဟုတ်ဘူးလားဟမ်ခမရရဲ့ရင်စရိုက်တွေဖြောက်ဖြက်ပြီးမှချစ်ကြိုက်တင်ကြောင်ထုတ်ပြခဲ့တာပါအဲ့စာရေးချင်မှရှင်တို့ကျမနဲ့တွားတူလာတူလုပ်ခဲ့ကျမမျက်နှာမြင်မပူကြဘူးလားအဲ့တော့ကျရှင်တို့ကောင်းတယ်လေတည်မလားပြင်းတူဘူးဆိုပြီးတော့ကိုတည်နာရှင်တို့လုံနေခဲ့ကြလေသူကိုရဂရီတွေထပ်ပေး तू ကဂရီကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမကိုလည်းပေးတိုင်းဂရီကနောက်ဆုံးဖျားမှာပါရေတောက်ပြီးဂရီပေးပါမယ်ဆိုလို့ကျမတို့ပြန်တွဲခဲ့တာနော်အဲ့ဒါမပူနဲ့တကယ်ချစ်မြတ်လို့ဒေါက်တာလေးကိုချင်းခဲ့ခဲ့တာဖြစ်ကြအမတွေခံခဲ့လို့ကျွန်တော်တို့ကိုယ်တိုင်သူတို့နှစ်ဦးကိုမိတ်ဆက်ပေးခဲ့တာပါရှင်တို့အဲ့လိုလွယ်ယုံလာလားရှင်တို့ရှိမှလည်းအများကြီးဖြစ်နေအောင်ရှင်တို့လွယ်ယုံသေးတာအွန်လိုက်တာရှင်အဲ့တော့ကျမတော့ကကျမဘာဖြစ်လို့မိကောင်းဖခင်သားသမီးမဟုတ်လို့လားကျမကဘာလုပ်နေလို့လဲမိဘအတိုင်းဝိုင်းအနေထားရောကျမသိကျင်တာပါအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပျော်ချမ်းမှုမတင်ကြောင်းဆိုတဲ့စကားဘာဒိတ်တွေကိုပြောချင်တာပါတယ်လေဘာဒိတ်တွေကိုပြောချင်တာပါတယ်လေကျမအဲ့လိုမျိုးပြောနေလို့ကိုမကြိုက်လို့ကိုဒီ post တွေတင်ပြီးရှင်းနေပါတယ်ဆိုမှအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပျော်ချမ်းမှုမတင်ကြောင်းဆိုကျမရဲ့မိဘအတိုင်းဝိုင်းအနေထားဘာဖြစ်နေလို့လဲရှင်တို့ခုတ်ပေါ်ခွစီးနေလို့လားကျမမိဘအတိုင်းဝိုင်းဘာဖြစ်နေလို့လဲဘာဖြစ်နေလို့လဲအတူချုပ်ပြောရရင်နဲ့ तू ကအရင်ဇလန်းပြီးပြက်ပြီးဆိုမှဒေါက်တာမာလီကိုဆက်တယ်တေးကြလားတဏမိုးသိစမြင့်လှန်အကုန်ရှုပ်မှာနော်တေးကြလားနင်တို့မသေးကြရပြောနင်တို့အကုန်ပါမှာနော်ငါဆွဲထဲမှာတေးကြလားနင်တို့ဒေါက်တာမာလီကိုစကြိုက်ခဲ့တဲ့တက်လိုက်ခဲ့ဒေါက်တာမာလီကချက်ချင်းလည်းဖြင်ပေးခဲ့ပါဦးဟဲ့ငါပြောပြမယ်ငါရဲ့မွေးနေ့ match လာမှာငါနေပြီးတော့မှငါမွေးနေ့လာလုပ်တယ်နော်ငါမှာဓာတ်ပုံငါဖုန်းထဲမှာဓာတ်ပုံငါမှာ6ထားချက်လက်ရှိတယ်ငါမွေးနေ့
ဖုန်းခေါ်နေလည်းမသိဘူးငါမွေးနေ့ March လမှာငါနဲ့တဟိုတယ်တယ်ငါနဲ့ဘာမှဖြစ်ဘူးနော်ငါရှိနေတဲ့ဟိုတယ်မှာဒီအမျိုးသားငါနဲ့ရှိခဲ့တယ်ငါနဲ့တခန်းကျော်မှာရှိရနော်အဲ့ဒီအချိန်မှာ तू ငါသူ့ခန်းရှိအမြင်နဲ့ဖြတ်သွားဖြတ်လာလုံနေတာဘာလို့တခန်းကျော်တော့တခန်းပေးငါမောင်လေးအခန်းငါကတော့ငါလို့ပြော sorry နော်သူ့ကိုပြောတာနော်ကြည့်ရလူတွေပြောရမဟုတ်ငါမောင်လေးအခန်းအဲ့တော့ငါနဲ့သူနဲ့တွေ့တယ်ငါဖြတ်သွားလဲသူတွေ့တယ်သူဖြတ်သွားလဲငါ့ကိုတွေ့တယ်အဲ့တော့သူနဲ့ငါနဲ့စကားပြောဖြစ်တယ်နော်အဲ့တီဘာလုပ်နေလဲဟုတ်ကိုလုပ်တယ်ဖြစ်တယ်အဲ့ဒီအချိန်မှာ तू စားနေတဲ့ food ပေါ့နော် तू အဲ့ဒီမှာဝိချနေတဲ့ food box ကအဲ့ကနေတေးလာတဲ့ဟာအသေးနံလိုက်နေပြီအဖြစ်မပေးတဲ့ဟာနင့်အဲ့ box ကြီးကင်ပြီးတော့အဲ့ဟာမှာအဲ့လိုမျိုးတည့်ရမှာဘသူကတကူကထမ်းနေပြီးတော့ဒီပြင်ပေးလိုက်မှာပဲလိန်ရင် fax နဲ့လေငါ့ကို line မထိုးချနဲ့ငါ့ကိုထပ်လာထိုးချလို့မရဘူးငါတိမခံတော့ဘူးနော်အဲ့တော့ဟုတ်ပြီအဲ့မှာရေးထားတယ်ကျွန်တော်တို့တကယ်ကြီးအလုံးလောက်တောင် rotate ပါလားအော်အားကြတယ်အမလေးအကုန်လုံးနဲ့ rotate တယ်ငါနဲ့တော့လေ rotate မှာပြောမလဲ9000 4နှစ်မို့2နှစ်ကျော်မှသူ့အကြောင်းကုန်လုံးအလုံးစုံသိတာနော်စောက်ယူမာကြီးစောက်ငါကကတော့လေလို့မှတ်ထားတာစောက်လုံးမာကြီးစောက်အောင်မာကြီးတော့2နှစ်လောက်မှသိအဲ့ဒါဆိုတို့သဘောပေါက်ပတ်စောဖြုတ်ထားလိုက်နော်အဲ့ဒါဆိုသဘောပေါက်4နှစ်တော့2နှစ်မှရှိတစ်နှစ်ကသိရဒါပေမဲ့ဥလဲပဲတည်မလားအဲ့တော့ကျမအသက်ရွယ်ငယ်ငယ်ကလေးရှိသေးရောတည်မလားဘာမှမသိဘူးလိုလေးပဲကျမဖြစ်နေသေးတာကျမမသိခဲ့ဘူးနော်2နှစ်မှကျမအကြောင်းစုံကုန်သိတာအလေရိုတက်တာမှပြောမနေနဲ့အမလီခုမလီချင်းတို့ကိုရီးယားမင်းသားတွေတရုတ်ပြည်မင်းသားတွေရိုရဲဆိုသူ့ကိုမမီဘူးနော်သိလားငါချစ်သူလေးဘာလို့ချင်တော့ငါချစ်သူလေးဘာဆိုင်ငါချစ်သူဘယ်သွားချင်တော့ကျမအောက်ထဲမလန်ဆိုတော့ကျမအခုထပ်တိုက်ခိုက်လို့ကျမလှန်နေရနော်ကျမကိုမိန်းခင်းတံမဲ့ယောက်ျားကြီးဝိုင်းတိုက်ခိုက်လို့ကျမထပ်လှန်ပြီအဲ့တော့တဲ့အတန်ကြိုးစားဖို့ကငယ်ကျွန်တော်တို့တကယ်ကြီးအဲ့လောက်တောင်ရိုတက်ပလားမလီဟုတ်လားအခုမှရိုတက်တာအောင်မြင်တာall like တာရှင်all like တာစေကင်းတလားတာလုံးဝင်ရတဲ့ diet plan ကိုဝေမီနဲ့သွားတွေ့တယ်ရက်ပြီးခဏတကယ်ကြီးတောက်လေးရှိတယ်သူက diet plan ဝင်ရမတောင်းစားရအမလီကျမအဲ့ဒါမှဖခုမှ extra တွေ့ရနော် diet plan ကျမ match လာတဲ့အဲ့ diet plan ဟာကျမတွေ့ထားပြီးသားရှင်းတယ်နော်အဲ့တော့ဟာသွားပြီးလုပ်တယ်မိန်းကလေးလည်းအမျိုးမျိုးလေးလာဆုံးပြချစ်သူဖြစ်ခဲ့ကြတာပါတဲ့ကျမဒီဖုန်းထဲမှာနေ့လေကသူ့အပေါင်းတင်ပြောထားတဲ့တနာရှိနေအောင်တီးရနဲ့ဝင်တိုးခဲ့တာအကိုတို့အားလုံးသိနေဆိုစကားကျမထပ်ဖွင့်ပြရမလားကျမမှရှိရနော်လာမဆန်းနဲ့အဲ့တော့မငယ်ကြလို့ထားပါတော့2000နိုးမှာလည်းပြုလုပ်ဖို့ပြုံးပြောရသလိုသားလောင်းကနောက်ဆုံးအိတ်ဆွေပြတ်သားပြီးမှတစ်ချိန်တစ်ခါလာဖုန်းဆက်ခဲ့ပါတယ်ဖက်ဆက်ရမယ်ကျမဘလို့ထားလीအဲ့ရပိုင်းမှာတော့ကျမအလုပ်ကိစ္စရှိလို့ဆိုတာကကျမအလုပ်ကိစ္စရှိတာတခြားဟာနဲ့အော်တော့ကျမရဲ့နောက်ဖုန်းတစ်လုံး iPhone တစ်လုံးဆက်လာတာကျမကဖုန်းနံပါတ်4လုံးရှိတယ်နော်အဲ့တော့ဆက်လာချင်မနဲ့3နာရီ40ကျမပြရနော်ရှင်တို့ရဲ့ရီးစားဟောင်း3နာရီ40ဖုန်းဆက်ပြီးလုပ်ကိစ္စပြောလားကျမတော့မပြောဘူး3နာရီ40အဲ့တော့ဟုတ်ပြီလွန်ခဲ့တဲ့3လကသူမနဲ့ရိုက်ပြန်စင်တာရုပ်ရှင်ကဇလန်ကိစ္စနဲ့ပတ်သက်ပြီးကုမ္ပဏီဝန်ထမ်းများသူမပြောခဲ့တဲ့စကားလုံးများဝန်ထမ်းများရုပ်စားဖို့တော့မီရုပ်တဲ့ဒေါသဖြင့်နိုးချင်းမနဲ့ဆုံးမှာကျမကကုမ္ပဏီဝန်ထမ်းဘယ်သူ့ဘာပြောခဲ့ရလဲအဲ့စကားရှင်းရမှာနော်ကုမ္ပဏီဝန်ထမ်းဆိုတော့ကျမပြောခဲ့တာဒီကျမရဲ့ရိုက်မဲ့စကားတတွင်းရုပ်ရှင်ကိုမင်းသမီးပြောင်းနေဆိုပြီးတော့ကျမဝယ်ထားတဲ့ဇလန်မှာအဲ့ဇလန်ကတတွင်းဆိုတဲ့ကောင်ကျမဝယ်ထားတာဆရာကြီးဆရာမအမေအိကန်ကလည်းဒီမင်းသမီးဒီကျမသူ့ဖြစ်ခဲ့တဲ့အမွှာညီမနဲ့ကျမနဲ့တရုတ်ထဲမလို့ကျမရိုက်မှာပဲဒီဟာကိုရိုက်ပါမယ်ဆိုပြီးဆရာမကကျမကိုရောင်းနေတာအခုလည်းမနေ့ကဆရာမကျမကိုဖုန်းဆက်ပါတယ်မင်းသမီးပြောင်းမယ်ဆိုပြီးတော့ရိုက်မယ်ဆိုပြီးတော့ပြောလို့ဆရာမလုံးဝစာချုပ်တက်မတိုးပါဘူးဒီကားကိုတန်တာနဲ့ပဲကျမဆရာမရိုက်ကိုရိုက်မှာပါတဲ့အဲ့တော့ဝန်ထမ်းများမှာစာပို့ထားတာကိုမြင်တွေ့ပြီးရုတ်တရက်ဒေါသဖြင့်နိုးချင်းမနေ့အစောမှာဖုန်းဆက်မိတာအတိအကျသူဝန်ခံခဲ့ပါတယ်အဲ့ဝန်တန်းကျမဖုန်းဆက်ပြောတာဒီထက်ဦးခင်ဆိုတဲ့ညီမလေးကိုပြောတယ်ငါညီမဒီလိုပဲနောက်ပြီးရင်ဟေပလီကစီကိုမချိုနယ်ကိုပြောတယ်ကျမအဲ့ညကိုဖုန်းထပ်ခေါ်ပြီးတော့မေးပါမယ်အဲ့အခုကတော့ညမိုးချော17စက္ကွန်လို့ကျမအဲ့နှစ်ယောက်ကိုကျမဖုန်းမခေါ်သေးဘူးပေါ့နော်ဒါပေမဲ့သူလည်းကြိုပိတ်မှာပေါ့နော်ကျမအခုချိန်မှာပြင်ဆင်ချိန်မရဘူးဆိုတော့ပိတ်မှာပဲကျမမေးပါအဲ့ညကိုကျမပြောပါတယ်နော်အဲ့တော့အတိအကျသူဝင်ခံခဲ့ပါပြီးတော့ဆက်ရတဲ့ကိစ္စလည်းပုပ္ပေကိစ္စလုံးဝမဟုတ်ပဲအလုပ်ကိစ္စဖြည့်ရှင်းရဆက်ရချင်တာဖြစ်ပါထို့ဖုန်းကောကိုလည်းသူ့ဘက်ကမကာရီမနဲ့ရုံးခွင့်ချိန်မှာကုန်နေဆက်ပြောဆောင်နေတယ်ကျမဘာမှမဆက်ပါဘူးဘာလို့ရှောက်ပြောနေပြက်ဆက်ချင်သူလည်းဆက်ချင်အလုပ်ချိန်မနဲ့မှဆက်လीဘာ3နိုင်40လောက်ဆက်ကျမမှာတက်တဲ့ချက်လက်ရှိရနော်အဲ့လိုမျိုး
ဟိုတစ်ဖက်စောင်းနှင်းပြောလို့ကျမပြန်နေတာကျမ sorry တဲ့ခုန live မှာတော့ကျမမပြောဘူးလို့ပြောထားပြီးသား